Okay Fibonacci retracement ဘယ်လိုမျိုးသုံးရမလဲဆိုတာလေးကို sharing လုပ်ပေးသွားမယ်အဲ့တော့ဒီ Fibonacci retracement အကြောင်းမသွားခင်မှာကျွန်တော်တို့ဒီ Fibonacci retracement က uptrend သို့မဟုတ် downtrend အသက်ဝင်နေတဲ့အချိန်ကြမှာသုံးလို့ရတယ်ကျွန်တော်တို့ sideways trend ဝင်နေတဲ့အချိန်မှာ Fibonacci retracement သုံးလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့တစ်ကွက်လေးကိုကျွန်တော်တို့အရင်ဆုံးသိထားရမယ်အဲ့တော့ဘယ်လိုမျိုးဆွဲလဲဆိုတာကိုမသွားခင်မှာကျွန်တော်တို့အရင်ဆုံးဒီ Fibonacci retracement ရဲ့အဓိပ္ပာယ်လေးတစ်ချက်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထားပါတော့ uptrend တစ်ခုမှာimpulse ဒီလိုမျိုးတက်သွားပြီဆိုလို့ရှိရင် retrace အနေနဲ့ဘယ်ဈေးတန်းလောက်ထိလာနိုင်လဲကျွန်တော်တို့ကအဲ့လိုမျိုးဈေးတန်းအဲ့လိုမျိုး zone ကိုပြန်ပြီးတော့ခံမှန်းတဲ့နေရာမှာသုံးတာအကယ် down trend ဆိုလို့ရှိရင်လေဈေးကအဲ့လိုမျိုးကျသွားပြီအဲ့ဆိုရင် retrace အနေနဲ့ဘယ်ဈေးတန်းလောက်ထိရောက်လာနိုင်လဲဘယ် zone လောက်ထိရောက်လာနိုင်လဲအဲ့ဒါကိုအဓိကခံမှန်းတဲ့နေရာမှာသုံးတယ်ပေါ့နော်အဲ့တော့အဲ့ဒါတခုလေးလာတော့မဟုတ်ဘူးကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ဘာလို့ပါတွားပြီးတော့ခံမှန်းလို့ရလဲဆိုတော့ Fibonacci extension အနေနဲ့တွားပြီးတော့ခံမှန်းလို့ရသေးတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ uptrend တစ်ခု impulse တွားပြီး retrace တစ်ခုပြီးသွားပြီပေါ့နော် retrace တစ်ခုလာပြီးသွားပြီအဲ့ဒါဆိုလို့ရှိရင်နောက်ထပ် impulse တစ်ခုအနေနဲ့ဆက်ပြီးတော့တွားခဲ့မယ်ဆက်ပြီးတော့တက်သွားခဲ့မယ်နောက်ထပ် swing တစ်ခုအနေနဲ့ဆက်ပြီးတော့တက်သွားခဲ့မယ်ဆိုလို့ရှိရင်ဘယ်ဈေးတန်းလောက်ထိရောက်လာနိုင်လဲအဲ့ဒါကိုခံမှန်းတဲ့နေရာမှာလဲကျွန်တော်တို့ Fibonacci extension အနေနဲ့ပြန်ပြီးတော့ဆွဲလို့ရတယ်အကယ်၍ဒီမှာ down trend တစ်ခု impulse လာပြီး retrace တစ်ခုပြီးပြီအဲ့ဒါဆိုလို့ရှိရင်နောက်ထပ် impulse အနေနဲ့ဆက်သွားခဲ့မယ်ဆိုလို့ရှိရင်ဘယ်ဈေးတန်းလောက်ထိရောက်နိုင်လဲဘယ်စုံလောက်ထိရောက်နိုင်လဲရောက်နိုင်တယ်အဲ့ဒါကိုအဓိကခံမှန်းတဲ့နေရာမှာ Fibonacci extension နဲ့ပြန်ပြီးတော့ခံမှန်းလို့ရတယ်အဲ့တော့ Fibonacci retracement ကို Fibonacci extension ကိုကျွန်တော်တို့က Fibonacci retracement 2နဲ့ပဲတွားပြီးတော့ဆွဲတာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလေး Fibonacci retracement ကိုပြန်ပြီးတော့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးတော့ Fibonacci retracement random လေးအရင်ဆုံးဆွဲထားမယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်ဆုံးကိုကတစ်ခါမှမဆွဲရသေးဘူးဆိုလို့ရှိရင်ဒီမှာတော့ပေါ်နေမှာမဟုတ်ဘူးအဲ့တော့ကိုကပထမဆုံးတစ်ခေါက်မှ Fibonacci retracement ကိုစဆွဲမယ်ဆိုလို့ရှိရင်ဒီကအပေါင်းလက္ခဏာလေးကိုစသွားနော်အဲ့ဒါပြီးရင်ကျွန်တော်အောက်ကလေးကိုတစ်ချက်ဆွဲချဒီဘက်မှာ Fibonacci ခေါင်းစဉ်အောက်မှာ Fibonacci retracement လေးရှိမယ်အဲ့တော့ဒီက Fibonacci retracement ကိုတစ်ချက်နှိပ်လိုက်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဈေးကွက်မှာ random ကြိုက်တယ်လို့ဆွဲချလိုက်အဲ့လိုမျိုးကြိုက်တယ်လို့အရင်ဆုံးဆွဲချထားလိုက်အဲ့ဒါပြီးရင်ကျွန်တော်တို့ကသူ့ကိုစသုံးတော့မယ်ဆိုလို့ရှိရင်အရင်ဆုံးတော့ setting အရင်ပြင်ရမယ်အဲ့တော့ setting ပြင်မယ်ဆိုလို့ရှိရင်သူ့ကိုတစ်ချက်2စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပြီးရင်ညာဘက်အပေါ်တောင်းမှာခဲတံလေးရှိမယ်အဲ့ဒီခဲတံလေးကိုတစ်ချက်သွား okay အဲ့ဒါသွားပြီးဆိုလို့ရှိရင်ကျွန်တော်ဒီကအယောင်တွေဘာတွေကတော့ကိုကြိုက်တဲ့အယောင်ထားပါတော့အဲ့တော့အယောင်တွေကြိုက်တာထားဒါပေမဲ့အဓိကပြင်ပေးရမှာပါလဲဆိုတော့ဒီက level ကိုအဓိကပြင်ပေးရမယ်နော်အဲ့တော့ဒီ level တွေကိုပြင်မယ်ဆိုလို့ရှိရင်ဒီကခဲတံလေးကိုတစ်ချက်နှိပ်မယ်အဲ့ဒါပြီးလို့ရှိရင်ဒီဟာတွေကကျတော့ကျွန်တော်အဓိကသုံးတဲ့ level တွေပေါ့နော်အဲ့တော့ကိုကဒီ level တွေအပြင်ထပ်ပြီးတော့တခြားဟာတွေထပ်ထည့်ခြင်းတယ်ဆိုလို့ရှိရင်ဒီကအပေါင်းလက္ခဏာလေးနဲ့ထည့်ပေးရမယ်နော်အဲ့တော့ကျွန်တော်အပေါင်းလက္ခဏာလေးကိုတစ်ချက်နှိပ်မယ်အဲ့တော့သူထည့်ပေးရတယ်သူကနှစ်ကွက်ထည့်ပေးရမယ်ပေါ့နော်အဲ့တော့ဒီဘက်မှာကျတော့ description ကျွန်တော်တို့ထည့်ပေးရမယ်အဲ့တော့ညာဘက်ချမ်းအကောင်က percentage တစ်ခုခုကိုပြောချင်တာဘယ်ဘက်ချမ်းအကောင်ကကျွန်တော်တို့ဒီရာခိုင်နှုန်းကိုဟိုတသမပြန်ပြီးတော့ရှေ့ကိုနှလုံးရွှေ့လိုက်တာပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ထည့်ပေးရမယ်အဲ့တော့ဒီမှာဆိုရင်90ဆိုလို့ရှိရင်ဒီကောင်က90ရာခိုင်နှုန်းအဲ့ဒါဆိုရင်ရာခိုင်နှုန်းကိုကျွန်တော်တို့ကရိုးရိုးခဏန်းပြောင်းရင်အရှိကိုတသမနှလုံးရွှေ့ပေးရမယ်အဲ့တော့ဒီမှာဆိုရင်လည်း 61.8 ဆိုရင် 0.618 အဲ့လိုမျိုးလေးကျွန်တော်တို့ထည့်ပေးရမယ်ပေါ့နော်အဲ့တော့ထည့်မယ်ဆိုရင်ကျွန်တော်ဒီဘက်က description နေရာမှာကျွန်တော်အခု80ထည့်ကြည့်မယ်80လို့ရိုက်ထည့်လိုက်ပြီးရင်ဒီဘက်မှာ80ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအရှိမှာ 0.8 ဖြစ်ရမယ်အဲ့လိုမျိုးလေးကျွန်တော်တို့ထည့်ပေးရမယ်ပေါ့နော်အဲ့တော့ဒါကကြတော့ထည့်တာအကယ်၍ကိုကပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုလို့ရှိရင်ဒီကအမိုက်ပုံးကိုတစ်ချက်နှိပ်မယ်အဲ့ဒါပြီးဒီကကိုပြန်ပြီးတော့ဖြုတ်ချင်တဲ့ကောင်ကိုတစ်ချက်နှိပ်အဲ့ဒါပြီးအမိုက်ပုံးကိုပြန်နှိပ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့တိုင်းလေးတွားပြီးတော့ထည့်တာပြန်ပြီးတော့ဖြုတ်တာမျိုးလုပ်လို့ရမယ်အဲ့တော့ကိုကအခုမှစပြီးတော့သုံးမဲ့လူတယောက်ဆိုလို့ရှိရင်တော့ဒီ level တွေကို screenshot ရိုက်ချင်ရိုက်ထားပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကျွန်တော်တို့ထည့်ပြီးပြီဆိုလို့ရှိရင် backload လေးနဲ့တစ်ချက်နှိပ်မယ်ပြီးရင် save လေးကိုတစ်ချက်နှိပ်ပြီးပြန်ထွက်ထားမယ်အဲ့တော့ကျွန်တော်လောလောဆယ်အခုကြည့်တဲ့အခြေအနေတစ်ခုမှာဒီနေရာမှာ0ရှိမယ်100ရှိမယ်အဲ့တော့ပြောချင်တာ0နဲ့100ဂျားကောင်တွေကဘာကိုပြောချင်တာလဲဆိုတော့ retracement level တွေကိုပြောချင်တာ retracement level တွေကိုပြောချင်တာအဲ့တော့ဒီ100ထပ်ပို့ပြီးတော့များသွားတဲ့ကောင်လေးဒီမှာဆိုရင်161.8ရှိမယ်261.8ရှိမယ်အဲ့တော့အဲ့နှစ်ခုကကျတော့ extension level တွေကိုပြောချင်တာနော်အဲ့တော့ဒီလိုမျိုးတွေကျွန်တော်တို့ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုစပြီးတော့ဆွဲကြည့်တော့မယ်ဆိုလို့ရှိရင်လောလောဆယ်တော့ဒီကောင်လေးကိုတစ်ချက်ပြန်ဖြတ်ထားမယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်လေးကိုအရင်ဆုံးအပေါ်ရန်လေးတစ်ချက်ပြောပြမယ်အဲ့တော့ကိုထားပါတော့ uptrend တစ်ခုမှာ impulse က pit 100တက်သွားပြီ
impulse ကပစ်100တက်သွားပြီအဲ့တော့အကယ် retrace ကပစ်50လောက်ပြန်ကျလာတယ်ဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်တို့က 50% retracement လို့ခေါ်လို့ရတယ်အကယ် retrace ကပစ်80ပြန်ကျလာတယ်ဆိုလို့ရှိရင်80% retracement အဲ့လိုမျိုးခေါ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကြတော့အခေါ်အဝေါ်လေး down trend ဆိုတော့ပြောင်းပြန်လှန်လိုက်ပေါ့နော်အဲ့လိုမျိုးလေးရှိမယ်အဲ့တော့ကျွန်တော်ဒီက down trend လေးမှာအရင်ဆုံးစပြီးတော့ဆွဲကြည့်မယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက် channel ကိုပဲအရင်ဆုံးကြည့်မယ်ဒီဘက် channel ကိုကျွန်တော်တို့မကြည့်သေးဘူး trend reversal သွားတဲ့ဘက်ကိုကျွန်တော်တို့မကြည့်သေးဘူးနော်အဲ့တော့ကျွန်တော်အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင် Fibonacci retracement အရင်ဆုံးစပြီးတော့ဆွဲမယ် Fibonacci retracement ကိုဆွဲမယ်ဆိုလို့ရှိရင်ဘယ်ကနေဘယ်ကိုဆွဲရလဲဆိုတော့ impulse တစ်ခုရဲ့အစတူအဆုံးနော်အဲ့တော့ impulse တစ်ခုရဲ့အစကနေအဆုံးကိုကျွန်တော်တို့လမ်းဆွဲပေးရမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ down trend တစ်ခုမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ impulse တစ်ခုကဒီနေရာမှာစမယ်ဒီနေရာမှာဆုံးသွားတယ်အဲဆိုရင်ကျွန်တော်တို့အဲ့နှစ်နေရာကို trend line ဆွဲတယ်လို့မျိုးလှန်ဆွဲပေးရမှာเนาะအဲ့တော့ကျွန်တော်အခု Fibonacci retracement ကိုတစ်ချက်သွားမယ်အဲ့ဒါသွားပြီးရင်ကျွန်တော်တို့က impulse တစ်ခုရဲ့အစကနေအဆုံးကိုလှန်ဆွဲမယ်အဲ့ဒါပြီးရင်ကိုကဒီနားမှာပြီးသွားပြီဆိုတာနဲ့အဲ့နားမှာပေါ့နော်ဒီ impulse တစ်ခုရဲ့အဆုံးမှာနေကိုယ့်ရဲ့လက်ကိုရက်မထားနဲ့ကျွန်တော်ဘာလှုပ်ပေးတယ်လဲဆိုတော့ညာဘက် channel လေးကိုပို့ပြီးတော့ဆွဲပေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီလိုမျိုးတော့ဈေးက retrace ပြန်လာပြီဆိုပေမဲ့ကျွန်တော်တို့ကအဲ့ဒီ retrace ပြန်လာတဲ့ဈေးတန်းတစ်ခုကဒီက Fibonacci retracement percentage တွေမှာဘယ်ဇုံရောက်နေတယ်ဆိုတော့ကျွန်တော်တို့ကမသိနိုင်တော့ဘူးဖြစ်တဲ့အတွက်ဒီနားမှာနေရက်မထားနဲ့ဒီဘက်ကိုပါဆက်ဆွဲပေးပေါ့နော်အဲ့တော့ကျွန်တော်ညာဘက် channel လေးကိုဒီလိုမျိုးလေးပို့ပြီးတော့ဆက်ဆွဲပေးရမယ်အဲ့တော့ဒီက Fibonacci retracement level တွေကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်50နဲ့ 61.8% ရှိမယ်အဲ့ဒီ zone လေးပေါ့နော်ပြောချင်တာဒီ zone လေးအဲ့ဒီ zone လေးကိုကျွန်တော်တို့ကဘယ်လိုမျိုးခေါ်လဲဆိုတော့ golden ratio လို့လည်းခေါ်လို့ရတယ် golden zone လို့လည်းခေါ်လို့ရတယ်ဒါကိုအဆင်ပြေတယ်လို့ခေါ်လို့ရတယ်ပြောချင်တာကtrend မှာပေါ့နော် down trend မှာဆိုလို့ရှိရင် impulse ကဒီလိုမျိုးကျသွားတယ် retrace ပြန်သွားပြီးဆိုလို့ရှိရင်အဲ့ဒီ golden ratio golden zone တွေကိုရောက်ပြီဆိုလို့ရှိရင်ဈေးကပြန်ကျတတ်တယ်ပေါ့နော်ဒါပြန်ကျဖို့ရာခိုင်နှုန်းများတာအမြဲတမ်းပြန်ကျမယ်လို့ပြောတာမဟုတ်ဘူးပြန်ကျဖို့ရာခိုင်နှုန်းများတယ်အဲ့တော့တစ်ခါတလေကျလို့ရှိရင်ဖြစ်တတ်တာ38.2အထိပြန်ရောက်လာတယ်ပြီးရင်လည်းကြာတာမျိုးဖြစ်တတ်တယ်78.7လောက်ထိတက်သွားတာမျိုးလည်းဖြစ်တတ်တယ်100ထိတက်သွားတာမျိုးလည်းဖြစ်တတ်တယ်ဒါအမျိုးမျိုးဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်တို့ဈေးကွက်ဆိုတာအလွတ်ကျက်ထားလို့မရအဲ့တော့ကျွန်တော်အဲ့လိုမျိုးလေးရှိမယ်အဲ့တော့ကိုကဘယ်ဇုံမှာပြန်ပြီးတော့ရောင်းညင်တာလေကိုကထားပါတော့ဒီက golden zone မှာပြန်ပြီးတော့ရောင်းညင်တဲ့လူတယောက်အဲ့ဒါဆိုလို့ရှိရင်ဈေးကဒီမှာ impulse သွားပြီး retrace ပြန်လာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီကိုပြန်ပြီးတော့ရောင်းမယ်စဉ်းစားထားတဲ့ဇုံကဘာဖြစ်တင်လဲဆိုတော့ confluence ဖြစ်တင်တယ်ပေါ့နော် confluence ဖြစ်တင်တယ်အဲ့ဒါ confluence လည်းဖြစ်တယ်ကိုပြန်ပြီးတော့ရောင်းမယ်စဉ်းစားထားတဲ့ဇုံတစ်ခုက confluence ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီဇုံတွေကိုဈေးကပြန်ပြီးတော့ရောက်လာတဲ့အချိန်ကြာလို့ရှိရင်ဘာလုပ်တင်လဲဆိုတော့ lower time frame ကိုဆင်းပြီးပြီဆိုလို့ရှိရင် confirmation သွားဆောင်confirmation ပြန်ပြီးတော့စောင့်ပေါ့နော်အဲ့တော့ confirmation ပြန်ပြီးတော့စောင့်တဲ့နေရာမှာလွယ်တဲ့နီးလန်းရှိတယ်ခက်တဲ့နီးလန်းရှိတယ်လွယ်တဲ့နီးလန်းကကျတော့ price action ပြောချင်တာကဟို candlestick pattern ပြန်စောင့်တာအဲ့တော့အဲ့နီးလန်းကလွယ်တယ်တိတ်တော့မတိကြဘူးပေါ့နော်ဒါပေမဲ့ပို့ပြီးတော့တိကြတယ်ပို့ပြီးတော့နည်းနည်းလေးစိတ်ရှည်စောင့်ရတဲ့နည်းနည်းလေးခက်တဲ့ကောင်ကကျတော့ကျွန်တော်တို့ market structure shift ဖြစ်တာ6ဖြစ်တာတစ်ချက်ပြန်စောင့်တာပေါ့နော်အဲ့ဒီဟာကကျတော့ကျွန်တော်တို့2ဆင့်3ဆင့်စောင့်ပေးရတာဖြစ်တဲ့အတွက်ဒါလူတိုင်းတော့တိတ်မလုံတတ်ဘူးပေါ့နော်တိတ်မလုံနိုင်ဘူးပေါ့နော်ဒါပေမဲ့လုံနိုင်တယ်ဆိုလို့ရှိရင်ဒါအဆင်ပြေတယ်နော် confirmation စောင့်တဲ့နေရာမှာတော်တော်လေးအဆင်ပြေတယ်အဲ့တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့ပြောပြမယ် impulse သွားပြီး retrace ပြန်သွားကိုပြန်ပြီးတော့ရောင်းမယ်စဉ်းစားထားတဲ့ဇုံတစ်ခုက confluence ဖြစ်တယ် confluence လည်းဖြစ်တယ်ကိုပြန်ပြီးတော့ရောင်းမယ်စဉ်းစားထားတဲ့ဇုံတစ်ခုကိုဈေးကပြန်ပြီးတော့ရောက်လာပြီဆိုလို့ရှိရင် lower time frame ကိုဆင်းပြီးရင် confirmation ပြန်စောင့်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ရောင်းလို့ရတယ်ပြန်ပြီးတော့ရောင်းပြီးပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒါကိုယ့်ရဲ့ entry strategy နဲ့ရောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ stop loss ကိုဘယ်မှာထားရပါမယ်ဆိုတာတတ်မှတ်မရှိဘူးဒီ Fibonacci retracement ကိုပဲတုံးပြီးတော့တတ်မှတ်မရှိဘူးပေါ့နော်ပြောချင်တာဒီ golden ratio ထဲမှာရောင်းနေဆိုလို့ရှိရင် 78.6 ရဲ့အပေါ်မှာတော့ထားရမယ်လို့100ရဲ့အပေါ်မှာတော့ထားရမယ်လို့အဲ့ဒီတိုင်းကျွန်တော်တို့တတ်မှတ်မရှိဘူးပေါ့နော်ကိုယ့်ရဲ့ entry strategy အရာ SL ကိုဘယ်မှာထားမှာလဲအဲ့ဒါကတော့ဒါကိုယ်နဲ့ပဲတွားပြီးတော့ဆိုင်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးလေးရှိမယ်အဲ့တော့ကိုဒီနေရာမှာရောင်းပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ TP ပေါ့နော် TP1 အနေနဲ့ impulse
retrace ဖြစ်တဲ့အတွက်ဒီနေရာလေးက swing low အဲ့ဒီ swing low နားမှာကျွန်တော်တို့ TP1 သွားထားလို့ရတယ်เนาะအဲ့နားမှာ TP1 သွားထားလို့ရတယ်အကယ်၍ကိုက TP2 လောက်ထိ3လောက်ထိသွားကျင်တဲ့လူတစ်ယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာနဲ့သွားမှန်းပါလဲဆိုတော့ Fibonacci extension နဲ့သွားမှန်းပါအဲ့တော့ကျွန်တော်လောလောဆယ်ဒီက Fibonacci retracement ကိုဖြတ်လိုက်တော့မယ်အဲ့တော့ကျွန်တော်အခု Fibonacci extension ဆွဲမယ် Fibonacci extension ဆွဲမယ်ဆိုရင် Fibonacci retracement ကိုပဲယူအဲ့ဒါပြီးလို့ရှိရင် Fibonacci retracement ကကြတော့ impulse တစ်ခုရဲ့အစကနေအဆုံးကိုဆွဲတာအဲ့တော့ Fibonacci extension ကကြတော့ retrace တစ်ခုရဲ့အစတူအဆုံးအဲ့လိုမျိုးပြန်ပြီးတော့သွားဆွဲတာအဲ့တော့ဒီနားလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် retrace တစ်ခုရဲ့အစကဒီနေရာမှာစမယ် retrace တစ်ခုဆုံးတာဒီနေရာမှာဆုံးမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး trend line ဆွဲတယ်လို့မျိုးလှမ်းဆွဲပေးရမယ် retrace တစ်ခုရဲ့အစကနေအဆုံးကိုကျွန်တော်တို့လှမ်းဆွဲပေးရမယ်ဒီနားမှာလည်းမရက်နဲ့ညာဘက်လေးကိုလည်းနည်းနည်းဆက်ဆွဲအဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလေးရှိမယ်အဲ့တော့ကိုကဒီနားမှာရောင်းပြခဲ့တဲ့လူတစ်ယောက် swing low နားမှာ TP1 ထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ TP2 အနေနဲ့161.8 နာလောက်မှာသွားပြီးတော့ထားခြင်းထားလို့ရတယ်အကယ်၍ကိုကအကြာကြီး entry တစ်ခုကိုကင်နိုင်တဲ့လူတစ်ယောက် emotion နိုင်တဲ့လူတစ်ယောက်ဆိုလို့ရှိရင်261.8 နာမှာ TP3 လောက်ဖြစ်ဖြစ်ကိုရဲ့ final TP ပဲဖြစ်ဖြစ်ကျွန်တော်တို့ပြန်ပြီးတော့သွားထားလို့ရတယ်ပေါ့နော်ဒါတော့တယောက်နဲ့တယောက်တော့မတူဘူးကျွန်တော်ကတော့အလွန်ဆုံးကင်161.8 အထိပဲဒါကင်လေးရှိတယ်နော်အဲ့တော့ကျွန်တော်အဲ့လိုမျိုးလေးရှိမယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီ Fibonacci extension ကိုကျွန်တော်တို့ကဘယ်အချိန်မှာဆွဲတင်လဲဆိုတော့ကိုဒီမှာရောင်းပြခဲ့တယ်ဆိုလို့ရှိရင်ဒီ swing low နာကိုရောက်ပြီးတော့ကျွန်တော်တို့ရဲ့ TP ကိုစထိပြီစထိတဲ့အချိန်မှာဆွဲခြင်းဆွဲ extension ကိုစပြီးတော့ဆွဲခြင်းဆွဲအကယ်အဲ့ဒီအချိန်မှာမဆွဲခြင်းသေးဘူးဆိုလို့ရှိရင်ဒီက swing low ရဲ့အောက်ကို BOS ဖြစ်ပြီအဲ့လိုအချိန်မှာစဆွဲပေါ့နော်အဲ့တော့အဲ့လိုမျိုးအချိန်ရောက်မှပဲစပြီးတော့ဆွဲပေးတယ်အဲ့တော့အဲ့ဒါလေးတခုရှိမယ်အဲ့တော့ကျွန်တော်အခုဒီကောင်လေးကိုပြန်ဖြတ်ထားမယ်အဲ့တော့အခုကျတော့ဘာဖြစ်သွားပြီလဲဆိုတော့ဒီမှာ impulse တစ်ခုဆက်တက်သွားပြီเนาะဆက်ကျသွားပြီအဲ့တော့အဲ့လိုမျိုးဆက်ကျပြီဆိုလို့ရှိရင် Fibonacci retracement စဆွဲလို့ရပြီเนาะအဲ့တော့ Fibonacci retracement စဆွဲလို့ရပြီဆိုတော့ Fibonacci retracement ဆိုတာက impulse တစ်ခုရဲ့အစကနေအဆုံးကိုလှမ်းဆွဲညာဘက်လေးကိုဆက်ဆွဲအဲ့တော့ဒီဥပမာလေးအရာကြည့်မယ်ဆိုလို့ရှိရင် impulse သွားပြီ retrace သွားပြီအဲ့တော့ဒီတစ်ခေါက်မှာတော့သူက 50% အထိရောက်လာတယ်အဲ့တော့ကိုက 38.2 မှာရောင်းမယ်စဉ်းစားထားတဲ့လူတယောက်လား50မှာရောင်းမယ်စဉ်းစားထားတဲ့လူတယောက်လား golden ratio မှာရောင်းမယ်စဉ်းစားတာလား 78.6 အထိစောင့်တဲ့လူတယောက်လားဒါတော့တယောက်နဲ့တယောက်တော့မတူတော့ဘူးပေါ့နော်အဲ့တော့ကိုအဆင်ပြေတဲ့နေရာမှာရောင်းလို့ရတယ်အဲ့တော့ကိုပြန်ပြီးတော့ရောင်းမဲ့ဇုံတခုခုကလည်း confluence ဖြစ်ရမယ် confluence လည်းဖြစ်တယ်အဲ့ဒီဇုံတွေကိုလည်းဈေးကပြန်ပြီးတော့ရောက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ lower time frame ကိုဆင်းပြီးတော့မှ confirmation လေးတစ်ချက်စောင့်ပြီးတော့မှပြန်ပြီးတော့ရောင်းတင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုအကယ်၍ဒီတစ်ခေါက်ကကြတော့သူက impulse သွားပြီ retrace သွားပြီ 50% ထိရောက်လာတယ်ပေါ့နော်အဲ့တော့ကိုကအကယ်ဒီလိုမျိုးနေရာတစ်ခုမှာရောင်းပစ်ခဲ့တယ်ဒီဈေးတန်းတစ်ခုမှာရောင်းပစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်ပေးတင်လဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာက swing low အဲ့ဒီ swing low နားမှာကျွန်တော်တို့က TP သွားထားလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လေကိုယ့်ရဲ့ entry strategy မှာ exit strategy ဘယ်လိုမျိုးပါလဲအဲ့ဒီပုံမူတည်ပြီးတော့ကျွန်တော်တို့TP ကိုသွားထားခြင်းနဲ့သွားထားလို့ရတယ်ဒါကတော့ကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်ပဲเนาะအဲ့တော့ကျွန်တော်တို့အဲ့ဒါလေးရှိမယ်အဲ့တော့လောလောဆယ်ကျွန်တော်တို့ဘာဖြစ်ပြီလဲဆိုတော့ဒီမှာကိုကရောင်းပစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာ TP ကိုသွားထိပြီဒီ swing low နာကိုရောက်လာတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့က Fibonacci extension စဆွဲမယ်အဲ့တော့ Fibonacci extension retrace တစ်ခုရဲ့အစကနေအဆုံးကိုလမ်းဆွဲအဲ့တော့အခုကျွန်တော်တို့161.8 နာမှာ final TP ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ TP2 ပဲဖြစ်ဖြစ်3ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့သွားပြီးတော့ထားပေးလို့ရတယ်အဲ့တော့ပြောချင်တာကကျွန်တော်ခုနတစ်ချက်လေးပြောဖို့မေ့သွားတယ်ဈေးက impulse retrace အကယ်၍နောက်ထပ် impulse တစ်ခုဆက်ပြီးတော့သွားတော့မယ်ဆိုလို့ရှိရင်အနည်းဆုံးတော့161.8 လောက်အထိကိုဈေးကသွားနိုင်တယ်အဲ့ဒါကိုအဓိကပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်အများတိုင်းလဲသွားမှာလည်းမဟုတ်ဘူးအကြမ်းမြင်အားဖြင့်တော့161.8 လောက်အထိသွားနိုင်တယ်လို့ပြောချင်တာပေါ့နော်အများတိုင်းတော့အဲ့လိုမျိုးဖြစ်နေမှာတော့မဟုတ်ကျွန်တော် trend reversal ပြန်သွားတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ဆွဲထားသမျှ Fibonacci retracement extension အကုန်လုံးမှားလိမ့်မယ်နော်အဲ့တော့အများတိုင်း100%အလုပ်ဖြစ်တဲ့ strategy ဆိုတာမရှိဘူးနော်အဲ့ဒါလေးရှိမယ်အဲ့တော့ပြောရရင်အခုကျွန်တော်တို့ဗာဆက်ဖြစ်ပြီလဲဆိုတော့နောက်ထပ် impulse တစ်ခုဆက်သွားပြီအဲ့ဒါဆိုလို့ရှိရင် Fibonacci retracement စဆွဲမယ်အဲ့ဆိုရင် retrace impulse တစ်ခုရဲ့အစအနေအဆုံးကျွန်တော် Fibonacci retracement ဆွဲထားမယ်အဲ့တော့တစ်ခါတလေကြာလို့ရှိရင်ကိုယ့်ရဲ့လက်ကကြီးတဲ့လူတယောက်ဆိုလို့ရှိရင်ဒီနားမှာတော့နည်းနည်းပါးပါးလေးတော့ဟရတယ်ပေါ့နော်အဲ့တော့ဟတာကကျွန်တော်တို့နည်းနည်းပါးပါးဆိုလို့ရှိရင်တော့လက်ခံပေးလို့ရတယ်ဒါပေမဲ့အရန်ဝေးသွားရင်တော့တိတ်လက်ခံလို့မရတော့ဘူးเนาะအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဇုံနေမှားသွားနိုင်တယ်
နော်အဲ့တော့ဒီတစ်ခုကိုကျွန်တော်တို့ကြည့်မယ် impulse retrace ဒီတစ်ခေါက်ဆိုလို့ရှိရင် 78.6 ထိရောက်လာတယ်အဲ့တော့ကိုကတစ်ခါလေကြားလို့ရှိရင်ဖြစ်တတ်တယ် 30.2 မှာကိုယ့်ရဲ့ entry strategy ပေါ်လာတယ်ကိုယ့်ရဲ့ confluence လည်းဖြစ်တယ် entry strategy ပေါ်လာတယ်ကိုရောင်းလိုက်မိတယ်ဆိုလို့ရှိရင်တော့ဒီတစ်ခေါက်မှာတော့ရှုံးကောင်းရှုံးမယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ကျွန်တော်တို့ဖြစ်တတ်တယ်အဲ့တော့အကယ်၍ဒီ swing တစ်ခုမှာဆိုလို့ရှိရင်တော့ဒီတစ်ခေါက်မှာ 78.7 နာလောက်အထိရောက်လာတယ်အဲ့တော့အဲ့နားထိရောက်လာပြီးတော့မှဈေးကပြန်ကျတယ်အဲ့တော့အကယ်၍ကိုကဒီနားတစ်ဝိုက်မှာရောင်းပစ်ခဲ့တဲ့လူတစ်ယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ swing low နားမှာတီးပြီးတော့တွားထားပြီးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လေကိုအဆင်ပြေတဲ့ကိုရဲ့ exit strategy အရာဘယ်လိုမျိုးတွားထားမှာလဲအဲ့ဒီတိုင်းပြန်ပြီးတော့တွားထားခြင်းနဲ့ရတယ်အဲ့တော့အခုဒီမှာကိုကရောင်းပစ်ခဲ့တယ်ဆိုလို့ရှိရင်ဒီနေရာမှာ TP 1ပဲဖြစ်ဖြစ်2ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး TP တွားထိပြီဆိုလို့ရှိရင်ကျွန်တော်တို့က Fibonacci extension စဆွဲမယ်အဲ့တော့ Fibonacci extension retrace တစ်ခုရဲ့အစကနေအဆုံးသွားဆွဲအဲ့တော့ကျွန်တော်ဒီတစ်ခေါက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာရောင်းပစ်ခဲ့တဲ့လူတွေရောက်ဒီမှာ swing လို့ဒီနားမှာကျွန်တော်တို့ TP1 တော့ထိပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ TP2 ကိုဒီက 161.8 နားမှာတွားပြီးတော့ထားလို့ရတယ်ဒါကတော့ TP2 ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ final TP ပဲဖြစ်ဖြစ်ကြိုက်တယ်လို့တော့ထားပါတော့နော်ကြိုက်တယ်လို့သတ်မှတ်လို့ရတယ်အဲ့တော့တချို့ကကျတော့ဒီမှာပေါ့နော် 261.8 နားလောက်အထိကို TP တွားထားတာမျိုးတော့ဒါလုံးလေးရှိရတယ်ပေါ့နော်ဒါကတော့သဘောပဲပေါ့နော်ကိုသုံးညင်သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်သုံးညင်ကြတော့ 161.8 အထိအလွန်ဆုံးတွားထားတာပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကိုကျွန်တော်တို့ဆက်ကြည့်မယ် impulse retrace အဲ့ဒါဆိုလို့ရှိရင်ဒီက impulse တစ်ခုဆက်ပြီးတော့တွားပြီဆိုတာနဲ့ကျွန်တော်တို့က Fibonacci retracement စဆွဲတော့မယ်အဲ့တော့ impulse တစ်ခုရဲ့အစကနေအဆုံးကို Fibonacci retracement ဆွဲထားမယ်အဲ့တော့ဒီတစ်ခေါက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လောက်ထိပဲပြန်ရောက်လာလဲဆိုတော့ impulse retrace 38.2 အထိပဲရောက်လာတယ်အဲ့တော့တစ်ခါတည်းကျရင်ပေါ့နော်ကိုကဒီ zone မှာ confluence ဖြစ်တယ်ကိုကဒီ zone မှာ confluence ဖြစ်တယ်အဲ့ဒီ zone မှာပြန်ရောင်းဖို့စောင့်နေတဲ့လူအဲ့ဒါဆိုရင်ဒီတစ်ခေါက်ဆိုလို့ရှိရင်ကျွန်တော်တို့ entry လက်လွတ်မယ်เนาะအမြဲတမ်းကျွန်တော်တို့ entry ကိုမှီလိုက်မယ်အမြဲတမ်း TP သွားလိုက်မယ်အဲ့ဒါကိုကျွန်တော်တို့အမြဲတမ်းမျှော်လင့်ထားလို့မရဘူးကျွန်တော်တို့ဘက်က entry ဝင်ပြီဆိုလို့ရှိရင်ဟို 100% win rate ရှိတဲ့ strategy ဆိုတာမရှိဘူးအဲ့လိုမျိုးမရှိဘူးဖြစ်တဲ့အတွက်ကိုက risk management လေးကိုတေချာလေးတော့လုပ်ပေးနိုင်ရမယ်နော်အဲ့တော့ကျွန်တော်တို့အဲ့လိုလေးရှိမယ်အဲ့တော့ဒီနေရာမှာအကယ်၍ကိုကရောင်းပစ်ခဲ့တယ်ကိုရဲ့ confluence လေးဖြစ်တယ်ကိုရဲ့ entry strategy နဲ့လိုက်ပြီးတော့ lower time frame မှာအဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့နားမှာရောင်းပစ်ခဲ့တဲ့လူတစ်ယောက်ဆိုလို့ရှိရင်ဒီနေရာက swing low နားမှာ TP1 တော့ထားလို့ရတယ်အဲ့တော့ကျွန်တော်တို့အခု TP1 ကိုတော့ထိပြီဆိုတာနဲ့ကျွန်တော်တို့ Fibonacci extension ပြန်ဆွဲလို့ရတယ်အဲ့တော့ Fibonacci extension ကို retrace တစ်ခုရဲ့အစကနေအဆုံးကိုလှမ်းဆွဲပေးရအဲ့တော့ကျွန်တော်တို့အခုအကယ်၍ဒီမှာရောင်းပစ်ခဲ့တယ်ဆိုလို့ရှင်ဒီ swing low နားမှာ TP1 TP2 က 161.8 နာအထိကို TP2 တော့ထားလို့ရတယ်တချို့က 261.8 နာအထိသွားရတယ်ပေါ့နော်အဲ့တော့အဲ့အတိုင်းကျွန်တော်တို့အဆင်ပြေသလိုလေးတော့ထားလို့ရတယ်အဲ့တော့ဒါကကြတော့ကျွန်တော်တို့ Fibonacci extension နဲ့ retracement ကို down trend တစ်ခုမှာဆွဲတာအဲ့တော့ကျွန်တော်တို့နောက်ထပ် up trend တစ်ခုမှာဘယ်လိုမျိုးဆွဲလဲဆိုတာလေးကိုတစ်ချက်သွားမယ်Okay ကျွန်တော်တို့ဒီက up trend လေးတစ်ခုကိုတစ်ချက်ကြည့်မယ်ဒီဘက် channel ကိုကျွန်တော်တို့မကြည့်သေးဘူး6ဖြစ်တာ market structure shift ဖြစ်တာတွေကိုကျွန်တော်တို့မကြည့်သေးဘူးအဲ့တော့ကျွန်တော်ဒီက up trend တစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ impulse တစ်ခုသွားပြီအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က Fibonacci retracement လိုက်ဆွဲရတော့မယ်နော်အဲ့တော့ Fibonacci retracement impulse တစ်ခုရဲ့အစကနေအဆုံးကိုလိုက်ဆွဲမယ်Okay ဒီလိုမျိုးလေးဆွဲရမယ်အဲ့တော့ဒီနေရာမှာနေမရက်လိုက်နဲ့ပေါ့နော်ကျွန်တော်တို့ညာဘက်လေးကိုနည်းနည်းလေးကြိုးပြီးဆွဲပို့ပြီးတော့ဆွဲပေးထားအဲ့တော့ဒီတစ်ခေါက်ကျွန်တော်တို့ဒီက swing တစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင် impulse သွားပြီး retrace အဲ့တော့ဒီ retrace ကကျွန်တော်တို့ 50% ဝန်းကျင်လောက်အထိတော့ရောက်လာတယ်ပေါ့နော်အဲ့တော့ကိုကတခါစီကျရင်လည်းဖြစ်တတ်တယ် 78.6 လောက်မှရောင်းမဲ့လူတယောက်ဆိုလို့ရှိရင်ဒီတစ်ခေါက်မှာ entry လက်လွတ်လိုက်မယ်နော်အဲ့လိုမျိုးလေးတော့အများတန်းဖြစ်တယ်ကိုယ့်ရဲ့ strategy အရာအများတန်း entry တစ်ခုကိုမှီလိုက်မယ်လို့ကျွန်တော်တို့အများတန်းမျှော်လင့်ထားလို့မရအဲ့ပြီးလို့ရှိရင်လေကိုကဒီ zone တစ်ခုကိုစောင့်နေတယ်ဆိုလို့ရှိရင်အဲ့ zone မှာပဲ entry ဝင်တတ်အောင်လို့ကျွန်တော်တို့ကျင့်ထားရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် entry တစ်ခုကိုလက်လွတ်မှာဆိုပြီးတော့အတင်းလိုက်ဝင်တာမျိုးကိုနည်းနည်းလေးရှောင်သင့်တယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ကျွန်တော်ကြုံလို့ပြောပြတာအကယ်ကိုကဒီမှာဝယ်ပြခဲ့တဲ့လူတယောက်ဆိုလို့ရှိရင်ဒီက swing high နာမှာ TP1 တော့ထားလို့ရတယ်အဲ့တော့အခုဘာဆက်ဖြစ်ပြီလဲဆိုတော့ဈေးကတလိုမျိုးဆက်ပြီးတော့သွားပြီပြောချင်တာဒီ swing high နာအထိကိုကျွန်တော်တို့ရဲ့ TP ကိုသွားထိပြီဆိုလို့ရှိရင်ဘာစဆွဲမှာလဲဆိုတော့ Fibonacci extension စဆွဲမယ်အဲ့တော့ Fibonacci extension က retrace တစ်ခုရဲ့အစကနေအဆုံးကိုလှမ်းဆွဲမယ်အဲ့ retrace တစ်ခုရဲ့အစကနေအဆုံးကိုကျွန်တော်တို့လှမ်းဆွဲမယ်အဲ့တော့ကျွန်တော်တို့အခုလောလောဆယ်ဒီကကျွန်တော်တို့ရဲ့ဒီမှာဝယ်ပြစ်ခဲ့တယ်ဆိုရင်ဒီနေရာမှာ TP1 ကိုသွားထိပြီ
တော့ထိပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ TB2 ကို161.8လောက်အထိတော့ထားလို့ရတယ် TB3 ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ final TB ပဲဖြစ်ဖြစ်အဲ့ကောင်ကို261.8လောက်မှာတော့ပြီးတော့ထားရင်ထားလို့ရတယ်ကျွန်တော် recommend ပေးရတော့ဒီလောက်ထိပဲ recommend ပေးတယ်ပေါ့နော်အဲ့တော့ဒါကိုစင်ပြတဲ့နီလန်းနဲ့ကျွန်တော်တို့သွားပြီးတော့ထားလို့ရတယ်အဲ့တော့ပြောချင်တာက Atran တစ်ခုမှာ impulse retrace အဲ့တော့ဒီလိုမျိုးပေါ့နော် impulse retrace အကယ်၍နောက်ထပ် impulse တစ်ခုဆက်ပြီးတော့သွားခဲ့မယ်ဆိုလို့ရှိရင်အနည်းဆုံးတော့161.8နာလောက်အထိတော့သွားနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒါအကြမ်းမြင်ပေါ့နော်အမြဲတမ်းအဲ့လိုမျိုးသွားမယ်လို့တော့မပြောတိုင်ဘူးပြောလို့မရဘူး trend reversal ပြန်သွားတဲ့အခောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဆွဲထားသမျှ Fibonacci retracement extension အကုန်မှာပါနော်အဲ့ဒါလေးတစ်ခုရှိမယ်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင် impulse retrace နောက်ထပ် impulse တစ်ခုဆက်သွားတယ်အဲ့တော့ဒီ impulse လေးတစ်ခုကိုကြည့်မယ်ပေါ့နော်အဲ့တော့အဲ့ကောင်ကိုကျွန်တော် Fibonacci retracement လေးဆက်ဆွဲမယ် Okay ကျွန်တော်တို့ဒီလိုမျိုးလေးဆွဲထားမယ်အဲ့တော့ဒီတစ်ခေါက်မှာဆိုလို့ရှိရင်ဒီ swing တစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင် तू က retrace တော့သွားပြီဒါပေမဲ့ဒီ retrace တစ်ခုက 38.2 ထိအောင်ရောက်မလားအဲ့တော့ကျွန်တော်ကကြတော့ဘယ်လိုမျိုးသတ်မှတ်ထားလဲဆိုတော့ retracement တစ်ခုပေါ့နော်uptrend မှာဆိုဈေးတက်ပြီးရင်ပြန်ကျလာတဲ့ retracement တစ်ခု downtrend မှာဆိုလို့ရှိရင်ဈေးကျပြီးရင်ပြန်တက်လာတဲ့ retracement တစ်ခုကအနည်းဆုံးတော့ 38.2 ထိတော့ရောက်ရမယ်အဲ့လိုမျိုးကျွန်တော်သတ်မှတ်ထားတယ်ပေါ့နော်အဲ့တော့တချို့ကကြတော့လေ50အထိရောက်ရမယ်လို့သတ်မှတ်ထားတယ်အဲ့တော့ဒီတစ်ခေါက်ကကြတော့ retrace က38.2 နားတောင်ရောက်မလားပဲနဲ့ तू ကဆက်ပြီးတော့တက်တာဖြစ်တဲ့အတွက်ဒီတစ်ခေါက်မှာဆိုလို့ရှိရင်ကျွန်တော်က impulse ကို whole body သွားပြီးတော့တတ်မှတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ body ထိသွားပြီးတော့တတ်မှတ်မယ်အဲ့တော့ကျွန်တော်တို့ဒီတစ်ခေါက်မှာဆိုလို့ရှိရင် impulse retrace ဒီနာက golden ratio တဲ့ထိရောက်လာတယ် golden ratio တဲ့ထိရောက်လာတယ်ပြီးတော့မှ तू ကပြန်ပြီးတော့တက်တာအဲ့တော့အကယ်၍ကျွန်တော်တို့ကဒီက golden ratio ထဲမှာပြန်ပြီးတော့ဝယ်မယ်စဉ်းစားထားတဲ့လူတယောက်ဆိုလို့ရှင်အဲ့ဒီ golden ratio မှာကိုဝယ်မယ်စဉ်းစားထားတဲ့ zone တစ်ခုမှာ confluence ဖြစ်ရမယ် confluence ဖြစ်တယ်ကိုဝယ်မယ်ပြန်ပြီးတော့စဉ်းစားထားတဲ့ zone တစ်ခုကိုဈေးရတလူမျိုးပြန်ပြီးတော့ရောက်လာပြီဆိုလို့ရှင် lower time frame ကိုဆင်း confirmation ပြန်ဆောင်ပြီးရင်တော့ပြန်ပြီးတော့ဝယ်လို့ရတယ်ပေါ့နော်အဲ့တော့အကယ်ကိုကဒီမှာဝယ်ပြခဲ့တဲ့လူတယောက်ဆိုလို့ရှင်ဒီက swing high နာမှာ TB1 တော့ထားလို့ရတယ်အခုကျွန်တော်တို့ဒီက TB1 ကိုသွားထိပြီ TB1 ကိုသွားထိပြီဆိုလို့ရှိရင် Fibonacci extension စဆွဲလို့ရတယ်เนาะအဲ့တော့ကျွန်တော်တို့အခု Fibonacci extension လေးကိုတစ်ချက်သွားမယ်အဲ့တော့ retrace တစ်ခုရဲ့အစကနေအဆုံးကိုကျွန်တော်တို့လမ်းဆွဲမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာဆက်ဖြစ်သွားလဲဆိုတော့ဒီမှာဝယ်ပြခဲ့တဲ့လူတယောက်ဆိုလို့ရှိရင်ဒီ swing high နာမှာ TB1 အဲ့တော့တခါတလေကြလို့ရှိရင်တချို့ကကြတော့ဒီ swing high ရဲ့အပေါ်ကိုBOS ဖြစ်ပြီဆိုတော့မှ Fibonacci extension ဆွဲခြင်းလဲဆွဲပေးလို့ရတယ်ဒါကတော့ကိုယ့်သဘောပဲပေါ့နော်အဲ့တော့ဒီတစ်ခေါက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ TB1 ရှိမယ် TB2 ကကြတော့ဒီက161.8နာမှာ TB2 ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ final TB ပဲဖြစ်ဖြစ်ပေါ့နော်နောက်ဆုံး TB ပဲဖြစ်ဖြစ်ကျွန်တော်တို့ပြန်သွားထားပေးလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးရှိမယ်အဲ့တော့ဒီမှာကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ retrace impulse ဆက်သွားပြီ impulse ဆက်သွားပြီဖြစ်တဲ့အတွက် Fibonacci retracement လိုက်ဆွဲတော့မယ်Fibonacci retracement ကို uptrend တစ်ခုရဲ့ impulse တစ်ခုရဲ့အစကနေအဆုံးကိုကျွန်တော်တို့လမ်းဆွဲထားမယ် Okay အဲ့တော့ဒီတစ်ခေါက်မှာဆိုလို့ရှိရင် तू က impulse retrace ဒီ retrace တစ်ခုက3.2 ထိတော့ရောက်လာတာဖြစ်တဲ့အတွက်ဒီလမ်းကြောင်းကိုကျွန်တော်တို့က retrace အနေနဲ့ပြန်ပြီးတော့တတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကအကယ်၍ဒီက3.2 နာမှာပြန်ဝယ်မယ်စဉ်းစားထားတဲ့လူတယောက်အကဲဒါမှမဟုတ်လို့ရှိရင်ကိုက golden ratio ရောက်မှဝယ်မယ် 78.6 လောက်မှဝယ်မယ်စဉ်းစားထားတဲ့လူတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစ်ခေါက်ကြလို့ရှိရင်ကျွန်တော်တို့ရဲ့ entry လက်လွတ်လိုက်မယ်เนาะအဲ့တော့ကျွန်တော်အဲ့ဒါမျိုးလေးရှိမယ်အဲ့တော့ကျွန်တော်တို့အကယ်၍ဒီမှာဝယ်ပြခဲ့တယ်ဆိုလို့ရှိရင်ဒီ swing high နာမှာ TB1 အဲ့တော့အခုဒီက TB1 ကိုသွားထိပြီဆိုလို့ရှိရင်ကျွန်တော်တို့ Fibonacci extension စဆွဲလို့ရတယ်Fibonacci extension retrace တစ်ခုရဲ့အစကနေအစောကိုလမ်းဆွဲအဲ့တော့ဒီတစ်ခေါက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့161.8ကိုချက်ချင်းတော့သွားမထိပဲနဲ့သူတစ်ချက်လေးတလို့လာပြီးမှပြန်သွားထိတာပေါ့နော်အဲ့တော့အဲ့ဒီတိုင်းလေးကျွန်တော်တို့ Fibonacci retracement နဲ့ extension ကိုကျွန်တော် uptrend တစ်ခုမှာဆိုလို့ရှိရင်ဒီလိုမျိုးလိုက်ဆွဲလို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်တစ်ချက်လေး revision ပြန်ပေးရမယ်ဆိုလို့ရှိရင် Fibonacci retracement 2ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့သုံးပြီးတော့Fibonacci retracement အနေနဲ့လည်းပြန်ပြီးတော့ဆွဲလို့ရတယ် Fibonacci extension အနေနဲ့လည်းပြန်ပြီးတော့ဆွဲလို့ရတယ်အဲ့တော့ Fibonacci retracement ဆွဲမယ်ဆိုလို့ရှိရင်ကြတော့ impulse တစ်ခုရဲ့အစကနေအဆုံးကိုလမ်းဆွဲမယ်ပေါ့နော်အဲ့ဒါကကြတော့ Fibonacci retracement အကယ်၍ Fibonacci extension ဆိုလို့ရှိရင်
retrace တစ်ခုရဲ့အစကနေအစောလမ်းဆွဲမယ်ပေါ့နော်ဒါကတော့ကျွန်တော်တင်တန်းမှာတင်ပေးတဲ့နီးလန်းပေါ့နော်ဟိုကိုယ့်ဘာသာကိုအပေါ်ကနေအောက်ကိုဆွဲမယ်အောက်ကနေအပေါ်ကိုဆွဲမယ်အဲ့လိုမျိုးကိုတတ်မှတ်တတ်တယ်ဆိုလို့ရှိရင်လည်းဒါကိုနီးကိုဟန်နဲ့မှတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့တိုင်းလေးဆွဲမယ်အဲ့တော့ပြောရလို့ရှိရင်ကျွန်တော်တို့ Fibonacci extension ကိုဘယ်အချိန်မှာဆွဲလို့ရလဲဆိုတော့ uptrend တစ်ခုမှာဆိုလို့ရှိရင် impulse retrace ကျွန်တော်ဒီကောင် swing high အဲ့ swing high နာကိုပြန်ရောက်လို့ကျွန်တော်တို့ရဲ့ TV1 ကိုထိပြီးတောင်းမဟုတ်လို့ရှိရင်ဒီ swing high ရဲ့အပေါ် BOS ဖြစ်ပြီဆိုလို့ရှိရင် Fibonacci extension လိုက်ဆွဲရင်ဆွဲလို့ရပြီ down trend မှာဆိုလို့ရှိရင် impulse retrace အကယ်ကိုဒီမှာရောင်းပြခဲ့လို့ဒီနာ swing low နာ TP ကိုသွားပြီးတော့ထိပြီဆိုလို့ရှိရင် Fibonacci extension စဆွဲခြင်းဆွဲလို့ရပြီဒါမှမဟုတ်လို့ရှိရင်သူ့အောက်ကို BOS ဖြစ်ပြီဆိုတဲ့အချိန်မှာ Fibonacci extension စဆွဲလို့ရပြီเนาะအဲ့တော့ကျွန်တော်ကဒီ Fibonacci retracement ကိုဆိုလို့ရှိရင်လေ impulse တစ်ခုဆက်သွားပြီပေါ့เนาะ impulse တစ်ခုသွားပြီဆိုတော့မှပဲလိုက်ဆွဲတင်တာပေါ့เนาะ impulse တစ်ခုကဘယ်အချိန်မှာသွားတယ်လို့ကျွန်တော်တို့အနေနဲ့အကြမ်းမြင်ယူဆလို့ရတယ်ဆိုတော့ uptrend တစ်ခုမှာ impulse retrace ဒီက swing high ကို break ပြီး BOS ဖြစ်ပြီဆိုလို့ရှိရင် impulse တစ်ခုသွားပြီလို့ကျွန်တော်တို့အနေနဲ့အကြမ်းမြင်ယူဆလို့ရတယ် down trend မှာဆိုလို့ရှိရင်လည်း impulse retrace ဒီ swing low ရဲ့အောက်ကိုဖောက်ပြီပေါ့နော် BOS ဖြစ်ပြီဆိုလို့ရှိရင် impulse တစ်ခု down trend တစ်ခုရဲ့ impulse သွားပြီလို့ကျွန်တော်တို့အနေနဲ့အကြမ်းမြင်ယူဆလို့ရတယ်အဲ့တော့အဲ့လိုမျိုး impulse တစ်ခုသွားပြီဆိုတဲ့အချိန်ကြတော့မှပဲ Fibonacci retracement ကိုလိုက်ပြီးတော့ဆွဲတင်တယ်ပေါ့နော်အဲ့တော့ဒါလေးကကျတော့ဒီဗီဒီယိုကကျတော့ကျွန်တော် Fibonacci retracement နဲ့ extension အကြောင်းပြန်ပြီးတော့ sharing လုပ်ပေးတာပေါ့နော်အဲ့တော့နောက်ထပ်သိချင်တာရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ comment မှာဝင်ပြီးတော့ share သွားလို့ရတယ်နော်